ဒီမှာလူလေးတယောက်ရှိရဲ့ဒီလူလေးကဘိုက်ပူလေးအဲ့ကောင်ရဲ့6လောက်ကိုကျွန်တော်ဆွဲလိုက်မယ်ဆိုရင်ဆွတ်ဒီရုပ်လေးနဲ့ live ပြီးစနေတဲ့ဗီဒီယိုတွေ TikTok ပေါ်မှာအများကြီးပဲတွေ့ကြမယ်လို့ထင်ပါတယ်ဒါပေမဲ့ဒီရုပ်ခေါင်ကြီးကိုတော့မြန်မာလိုရှင်းပြထားတဲ့ဗီဒီယိုကျွန်တော်တိတ်မတွေ့သေးဘူးပေါ့နော်ဆိုတော့ကိုယ့်ရဲ့တငယ်ချင်းတွေကိုစကြင်တာပဲဖြစ်ဖြစ်မိသားစုဝင်တွေကိုစကြင်နောက်ရှင်တာပဲဖြစ်ဖြစ်ဒီရုပ်ခေါင်ကြီးတွေကိုဒီဗီဒီယိုလေးထဲမှာတစ်ဆင့်ချင်းဒီကျွန်တော်ခောက်ပြပေးတော့မှာဖြစ်ပါတယ်အရန်လွယ်ပါတယ်စာရွက်တွေနဲ့ကက်ကြီးတစ်ချောင်းပဲလိုပါတယ်ရန်လဲစလို့ကောင်းတယ်ဒီမှာလူယုတ်ကလေး6လောက်ဆွဲလိုက်တော့ဇွတ်ဆိုဒီလိုထွက်လာအစမ်းကြီးလိုပါထုံးစံတိုင်းပဲကျွန်တော်ပြောတဲ့အတိုင်းတစ်ဆင့်ချင်းဒီလိုက်လို့တော့မယ်ဆိုရင်အားလုံးပဲလုံးတက်တော့မှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်စာရွက်တစ်ရွက်ကိုယူလိုက်ပါဘာစာရွက်နေနေရပါတယ်အဲ့စာရွက်ကိုအလဲကောင်ကနေပြီးတော့ကျွန်တော်တို့ဒီလိုလေးခောက်လိုက်ပါကျွန်တော်ကတော့လူယုတ်ကိုတိတိလေးလှုပ်ချင်လို့အဲ့စာရွက်ကိုထပ်ပြီးတော့တဝက်ပိုင်းပလိုက်တယ်ဗျလူယုတ်ကြီးကြီးလို့ရင်တော့မပိုင်းမနဲ့လုပ်လို့ရပါတယ်အဲ့ဆိုတော့ပထမဆုံးကျွန်တော်တို့ခြေပမိုးတို့ခြေချောင်းတို့နေရာအတွက်အောက်ခြေလေးကနေအသာလေးညှက်လိုက်မယ်ကျွန်တော်ပြထားတဲ့အတိုင်းလေးညှက်လိုက်ပြီးရင်ခြေတစ်လုံးတို့ပေါင်တို့အတွက်အပေါ်ကိုနည်းလေးထပ်ညှက်မယ်ပြီးတော့ညှက်ပြီးတော့ရင်တော့ကျွန်တော်တို့ဒါ bite ပုံစံအတွက် white white ကလေးပေါ့နော်ဒီကောင်ဘီယာတောက်တဲ့အတွက် bite ပူလေး bite ပုံစံတဲ့ white white ကလေးညှက်မယ်ပြီးရင်တော့ဒါလေဘင်းအတွက်နည်းနည်းလေးညှက်မယ်ပြီးရင်မျက်နှာပုံစံ white white ကလေးထပ်ညှက်လိုက်မှာဖြစ်ပါတယ်ဒီထီကဘာမှပညာမပါဘူးဗျကျွန်တော်ပြောတဲ့အတိုင်းပဲတေချာလေးညှက်သွားရင်ရပြီဘယ်မှာပညာပါလဲဆိုတော့အခုလုပ်ပြမယ့်နေရာမှာပညာပါတယ်အဲ့ဒီကခုနကညှက်ထားတဲ့6တောင်းနေရာကိုအလေကောင်ကိုဘိုင်နာမရောက်ခင်3ပုံပုံတပုံလောက်ထိအလေကောင်ကနေညှက်ပလိုက်ပြီးရင်အောက်မှာခြေပမိုးတို့ခြေချောင်းတို့ဖက်နှက်နေရာကြီးနေလို့နည်းနည်းညှက်ပလိုက်တယ်ပြီးတော့ရင်တော့ဒီကောင်ကိုအဲ့လိုညှက်ပြီးတော့ရင်တော့စာရွက်လေးကိုပြန်ပြီးတော့ဖြန့်မှာဖြစ်ပါတယ်ဖြတ်ပြီးတော့ရင်ဘိုင်နာမရောက်ခင်3ပုံပုံတပုံလောက်ကနေပြီးတော့အခုပြတဲ့အတိုင်းလေးခောက်ချလိုက်စာရွက်ကိုကျွန်တော်တို့ကအလေကောင်ကနေ6တောက်ကိုအလေကောင်ကနေညှက်ထားဖြစ်တဲ့အတွက်6တောက်တစ်ချောင်းစီကိုပြီးရင်ပြန်ပြီးတော့အောက်ကိုခောက်ချလိုက်ကျွန်တော်ပြတဲ့အတိုင်းလေးတစ်ဆင့်ချင်းစီသာလိုက်လို့တော့လွယ်တယ်6တောက်2ချောင်းလုံးအောက်ကိုခောက်လိုက်ပြီးရင်စာရွက်လေးကိုသူ့အရာလေးတိုင်းပြန်ပြီးတော့ခောက်လိုက်ပါဒါပါပဲအဲ့ဆိုရင်တော့6တောက်ကိုဆွဲကြည့်လိုက် bas အတန်လေးထွက်လာပြီ6တောက်ဆွဲအတန်ထွက်ဆိုတော့ကျွန်တော်တို့ကပိုးဖက်နဲ့စီထားတဲ့ပုံစံလေးလုပ်ချင်တာဖြစ်တဲ့အတွက်4000ကြီးဆိုရင်တိတ်မလှလို့မလို့အဲ့လိုအဝိုင်လေးကိုခဲတဲ့အနေနဲ့ဆွဲတယ်ပြီးရင်ဒီ white white လေးပုံစံလေးတိုင်းညှက်ပလိုက်ပြီးရင်ကိုယ့်အနေကိုရောင်သုံးခဲတဲ့ရှင်ရောင်သုံးခဲတဲ့နဲ့ခြေလိုက်ရင်ပူတောင်းရုပ်ပေါက်တယ်ညလုံးတွေတက်မယ်ပါဇက်တွေတက်မယ်စပင်းတွေတက်လိုက်မယ်ဗျာသူများကိုစဖို့ရအတွက်လုံးဝအပင်ပန်းခံပြီးကြိုးစားတာဟိုကောင်းကိုလည်းဆွဲထုတ်ပြီးရင်ဒီမှာထိတ်ကို white white လေးဖြစ်အောင်လို့4000ကြီးကြအိဗယ်မရှိဘူးလေဗျာအပြင်မှာရှိတဲ့ပုံစံလေးတိုင်းပဲရအောင်လုပ်ပါမယ်အဲ့ဒါလည်းခုနကလိုပဲအရာပေးပြီးရင်ကက်ကြီးလေးနဲ့ white white လေးညက်ဒါဆိုလူကြီးမင်းတို့အဆင်ပြေတော့ပါပြီကိုယ့်အိမ်ကလူတွေကိုဂျင်းထဲနိုင်ကြပါသေးတငယ်ချင်းတွေကိုဂျင်းထဲနိုင်ကြပါသေးဒါပါပဲ6လောက်လေးဆွဲကြည့်တငယ်ချင်းဘတ်အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်